မင်္ဂလာပါဖေဖေမေမေတို့ရေအခုခေတ်မှာကြတော့နော်ကလေးငယ်လေးတွေကိုဒါယပါဝတ်ပေးရတာဟာဖေဖေမေမေတို့အတွက်ကိုတကယ်ကိုအလုရှုပ်တတ်တာစီတဲ့ဟုတ်ဒါပေမဲ့ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီးနဲ့ American Academy of Pediatrics AAP အဖွဲ့အစည်းကြီးရဲ့လေ့လာချက်တွေအရဆိုရင်ကလေးငယ်တွေမှာဖြစ်တယ်ပေါ့နော်အရေးပြားအနီကွက်တွေအနှီးပွန်းတာတွေရဲ့90%ကျော်ဟာဆိုရင်ဒါယပါဝတ်ပေးတာစနစ်မကျတဲ့အတွက်ကြောင့်ဆိုပြီးတော့ပြောထားပါတယ်အခုဒီဗီဒီယိုလေးမှာတော့မေမေဖေဖေတို့တွေเนาะကလေးငယ်လေးတွေကိုဒါယပါဝတ်ပေးတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တည်တင်တည်တိုက်ထားတွေစောင်းစရာရှောင်စရာတွေနဲ့အမှုမဲ့အမှတ်မဲ့နဲ့သတိမထားမိပဲလုံမိနေတဲ့အမှားလေးတွေကိုတည်တည်ချာချာလေးပြောပြပေးတော့မှာဖြစ်ပါတယ်မေမေတို့တွေအများဆုံးမိတဲ့မိကုံးလေးတစ်ခုရှိတယ်ဒါကဆရာကြီးမွေးကင်းစကလေးတွေကိုဒါယပါဝတ်ပေးလို့ရပြီလားအဖြေကတော့ဝတ်ပေးလို့ရပါတယ်သို့တော့ဒီမွေးကင်းစအရွယ်တွေနောက်ပြီးတော့ချက်တိုင်လေးမကြွေသေးတယ်ပေါ့နော်အရွယ်လေးတွေမှာဆိုရင်အသားအရေပြားလေးတွေကအင်မတန်မှနုနယ်ပြီးတော့ပါးလွှာလုံးဝကြီးပါတယ်ဒါကြောင့်ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီးကကလေးငယ်လေးတွေကိုဒါယပါဝတ်ပေးတော့မယ်ဆိုရင်အဆိုဓာတ်ကိုတေးသေးချာချာစုပ်ယူနိုင်မှုရှိမရှိနဲ့စနစ်တကျဝတ်ပေးတတ်ဖို့ကအရေးအကြီးဆုံးဖြစ်တယ်ဆိုတာကိုအဓိကညွှန်ကြားထားပါတယ်ပထမဆုံးသတိထားမှာတော့အချိန်ပေါ့နော်တိုင်းနေကလေးငယ်လေးတွေအထူးသဖြင့်ပေါ့နော်မွေးကင်းစကလေးတွေဆိုရင်ဒါယပါတစ်ခုကို2နာရီ3နာရီဒီထက်ကိုပိုပြီးတော့ထားတာမျိုးလုံးဝမလုပ်ရပါဘူးသို့တော့ခလေးအီးပါလိုက်တာသိပြီဆိုတာ ਨੇ ချက်ချင်းကိုလဲပေးရပါမယ်ပြောခဲ့တယ်လို့2နာရီ3နာရီထိဆိုပြီးတော့เนาะအီးပါတယ်ဆရာပြောထားတယ်2နာရီ3နာရီထိအဲ့တော့လို့မဟုတ်ပါဘူးအီးပါပြီးတမ်းမလဲပေးဘူးဆိုလို့ရှိရင်ဘာဖြစ်မလဲဆိုတော့ကျင်ကြီးစွန်ရကျင်ငယ်ပါဆိုတာမျိုးပေါ့နော်အနေနဲ့အများစီးသွားတဲ့ဟာမျိုးလေးပါတယ်ဆိုရင်တော့ဒါရောသွားပြီးတော့အမိုးနီးယားဓာတ်တွေထွက်လာပြီးသွားတဲ့အချိန်မှာကလေးတွေရဲ့ပေါင်ချံနောက်ပြီးတော့ကျတော့ဒီစအိုပတ်ချလဲပေါ့နော်တင်မားတွေမှာဆိုလို့ရှိရင်ကလေးတွေရဲ့အသားရည်နုနုလေးကိုလောင်သွားစေနိုင်ပါတယ်နောက်တစ်ချက်ကတော့အရွယ်အစားပေါ့နော်အရွယ်အစားဟာအနေတော်ဖြစ်ဖို့အရေးကြီးပါတယ်အနေတော်ဆိုတာဘာတုံးပေါ့နော်ကလေးရဲ့ပေါင်ကြားနဲ့ပေါ့နော်ကွက်တိဖြစ်ရပါမယ်သေးလုံးနေဆိုလို့ရှိရင်ပေါင်ကြားညက်ပြီးကလေးနေလို့ထိုင်လို့အဆင်မပြေဖြစ်မယ်ပို့ပြီးတော့အရင်ကြီးတယ်ဆိုလို့ရှိရင်ကြတော့လေယိုစိမ့်ထွက်လာတဲ့အညစ်အကြေးတွေကအသားလောင်တာ diaper rash တွေပို့ပြီးတော့ဖြစ်စေနိုင်ပါတယ်နောက်ထပ်အရေးကြီးတာနံပါတ်1လုံးဝရှောင်ရမှာပေါက်တာပါကျွန်တော်တို့မြန်မာမိသားစုတွေမှာဆိုရင်ကလေးတွေမွေးလာကြတဲ့ပေါက်တာကိုအရန်ကိုလူးပေးခြင်းကြတယ်ပေါ့နော်ဒါဟိုးအရင်တည်းကနေအခုအချိန်ထိပေါ့လေရေချိုးပြီးရင်ဖြစ်ဖြစ် diaper ဝတ်တဲ့အချိန်ဖြစ်ဖြစ်ပေါက်တာတွေသုံးကြပါတယ်မသုံးပါနဲ့ဟိုးအချိန်မှလည်းပြောခဲ့တယ်ပေါ့နော် tag powder လေးတွေကကြတော့ဘာဖြစ်လဲဆိုတော့ဒီအသက်ရှူလမ်းကြောင်းတွေဝင်သွားရင်အဆင်မပြေတာတွေအများကြီးဖြစ်နိုင်တယ်ဆိုတာပြောခဲ့တယ်စီးနဲ့သွားတွေ့ပြီးတော့ခဲသွားတယ်ဆိုလို့ရှိရင်လေပိုးမွားတွေဆိုရင်ပို့ပြီးတော့ပွားစေနိုင်ပါတယ်နောက်တစ်ခုကတော့အမွှေးနံ့တာအရန်ပြင်းနေပေါ့နော်ဒါ wet wipes တွေကိုသုံးတာပါကိုသုံးမိတဲ့ tissue အဆိုတွေမှာဆိုရင် wet tissue တွေပေါ့ဒီမှာ alcohol ရဲ့နောက်ပြီးတော့ fragrance ပေါ့နော်အနံ့ပါတဲ့ဟာတွေဒီလိုမျိုး alcohol နဲ့ fragrance ပါတာတွေလုံးဝရှောင်ရပါမယ်ဒီပြားကိုအရန်ကိုဓာတ်မတည့်တာမျိုးဖြစ်စေနိုင်ပါတယ်ရေခဏူးနူးလေးနဲ့เนาะဂွန်းစာလေးနဲ့သုံးပြီးတော့ကြတော့မှတန်ရှင်းလုပ်ပြီးတာအကောင်းဆုံးဖြစ်ပါတယ်နောက်တစ်ချက်ကတန်ရှင်းလုပ်ပြီးသွားတဲ့အချိန်မှာဖင်လေးကို6တွေ့အောင်ခဏလောက်မထားဘဲနဲ့ကြတော့ချက်ချင်းကိုဒိုင်ပါတန်းဝစ်ပေးလိုက်တာဒါမျိုးလုံးဝမလုပ်ရပါဘူးဆေးကြောတန့်စင်ပေးပြီးသွားရင်ဒိုင်ပါကိုချက်ချင်းမဝစ်ပေးပါနဲ့အောင်ဘာစောင့်မလဲဆိုရင်ခဏလေးเนาะ air dry ပေါ့เนาะခဏလေးလေတလက်လေးခံပြီးသွားတော့6တွေ့သွားပြီဆိုတော့မှပဲဒိုင်ပါအသက်ကိုပြန်ဝစ်ပါမဝစ်ခင်မှာ diaper cream တစ်ခုခုတေချာလေးလိမ့်မိပါ zinc oxide လိုမျိုးပေါ့နော်ဒါတွေဆိုအားလုံးနဲ့လက်လန်းမိတယ်ဈေးလည်းမကြည့်ဘူးပေါ့လေဒီတော့မမီတို့ဘာတွေလိုက်နာမလဲပေါ့ပထမဆုံးက air time ပေါ့နော်ခုနပြောခဲ့တဲ့ air dry ထားမယ်လေတလက်ခံပြီးတာပါတနေ့ကိုအနည်းဆုံးနိုင်ခွက်လောက်ကိုလုံးဝ diaper မဝစ်ပဲနဲ့ကလေးကိုထားပြီးနိုင်အောင်ကြိုးစားပါဘလောက်အလုပ်များများပေါ့နော်ဒါ diaper rash တွေမဖြစ်အောင်တဘာဝတိုင်းအကောင်းဆုံးသောကာကွယ်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်နောက်တစ်ချက်ကတော့ဒါ barrier cream ပေါ့နော် diaper rash တွေမဖြစ်အောင်အရေပြားကိုကာကွယ်ပြီးတဲ့ cream လေးတွေလိမ့်မိတာပါကလေးစဥပတ်ချလဲတင်မမှာပေါင်းချံမှာအနှဲငယ်လေးကိုနီးခြင်းတို့ဖြစ်လာပြီဆိုတာနဲ့ zinc oxide ပါတဲ့နော်ဒါ diaper cream ကိုသုံးပြီးလို့ရပါတယ်အဲဒါမှမဟုတ်လို့ရှိရင်လည်းကလေးသုံးပေါ့နော် petroleum jelly ပေါ့ vaseline လိုဟာမျိုးလေးကိုလည်းတေချာလေးပါးပါးလေးလိမ့်ထားပြီးလို့ရတယ်ဒါဆိုရင်ထွက်လာတဲ့ရှူးရှူးတွေအင်းလေးတွေနဲ့ဓာတ်ရိုက်ခန္ဓာကိုယ်အရေပြားနဲ့မထိတွေ့တော့မှာဖြစ်ပါတယ်ဒါဆိုအသားတွေမထောင်တော့ဘူးပေါ့နော်နောက်ထပ်အရေးကြီးတဲ့အချက်ကတော့တန်ရှင်းလုပ်တဲ့လားရပါမိန်းကလေးမှာဆိုပိုသိတာပါတယ်နော်စအိုဘက်ကနေဒီအရှိဘက်ပေါ့နော်ပြောချင်တာအနောက်ကနေအရှိကိုလုံးဝတန်ရှင်းမလုပ်ပါနဲ့စွဲပြီးတန်ရှင်းမလုပ်ပါနဲ့အရှိဘက်ကနေပြီးတော့နော်အနောက်ဘက်ကို
သွားပြီးတော့မှတုတ်ပြီးတော့မှတန်ရှင်းလေးလုပ်ပေးပါဒါမှလည်းစိုးပတ်ချလည်းမှာရှိနေတဲ့ဝမ်းထဲမှာပါလာတဲ့ယောဂပိုးတွေကဒါမိမကိုဘက်เนาะဒီအရှိဘက်ကနေပြီးတော့ဝင်ပြီးသွားတော့မှစီလန်းချောင်းပိုးဝင်တာမျိုးဖြစ်တာကိုမဖြစ်စေမှာဖြစ်ပါတယ်ဘလို့လက္ခဏာတွေပြရင်မိမိအိမ်မှာနေကြိတ်ပြီးတော့အဆင်ပြေသလိုလုပ်နေတာမဟုတ်ဘဲနဲ့ကလေးစေကံကလေးဆရာဝန်နဲ့ပြမလဲဆိုတဲ့ဟာလေးကိုပြောပြပါမယ်အနီကွက်တရားပိုးဆိုးလာပြီးတော့အရေးကြီးမှုတွေထွက်လာတာပြည်တယ်လာတာမျိုးဖြစ်လာတယ်ဆိုရင်ကလေးကနာလို့နေလို့ထိုင်လို့အဆင်မပြေလို့ကြီးကြယုံတင်မကပဲနဲ့အဖျားပါဝင်လာတယ်ဆိုရင်အနီကွက်တရားလေကလေးရဲ့ bite ကလေးရဲ့ကြောအထိကိုပြန့်လာတယ်ဆိုရင်ရိုးရိုးเนาะဒီ diaper rash diaper ပေါ်တာတွေမဟုတ်တော့ဘဲနဲ့ bacteria ပိုးတွေမှုပိုးတွေဝင်တာတွေကြောင့်ဖြစ်လာနိုင်တာဖြစ်တဲ့အတွက်ကြောင့်နီးစရာဆေးရုံဆေးခန်းကိုတိကျကလေးကိုပါခေါ်သွားပြီးတော့ပြတာကုသမှုခံယူပေးရမှာဖြစ်ပါတယ်အိမ်မှာဆေးမီးဒိုတွေနဲ့ကုတာမျိုးလုံးဝမလုပ်ပါနဲ့ရင်သွေးငယ်လေးတွေရပေါ့နော်အသားရည်ကအင်မတန်မှကိုဣဆက်နုညံ့လုံးအားကြီးတဲ့အတွက်ကြောင့်မိမိဖေဖေတို့စနစ်တကျဂရုစိုက်မှုလေးတွေဟာဆိုရင်ကလေးငယ်လေးတွေကိုပျော်ရွှင်ကျန်းမာစေမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကကိုယ့်အတွက်ပေါ့နော်အသုံးဝင်နေဆိုရင်တခြားမိမိတွေပါသိနိုင်အောင် share လုပ်သွားလို့ရပါတယ်အားလုံးပဲကိုစီတာတာမီမီလေးတွေနဲ့အတူတာယာပျော်ရွှင်စရာကောင်းတဲ့ဘဝလေးတွေကိုရှောင်လန်းနိုင်ကြပါစေ